နောက်ဘုရားကဘယ်တော့လောက်ပွင့်မှလဲလို့ဆိုတဲ့အခါမှာအခုလူတွေအားလုံးဟာ10နှစ်တန်းရောက်သွားပြီသိမယ်တင်ပါဗျာအားလုံးလူသားမျိုးနဲ့အခုခေတ်ကအဲ့ဒီပဲတာဆူနေတာစဉ်းစားကြည့်လေဒါနဲ့ခုတ်တက်လို့ကတစ်ချိန်တည်းမှာဘယ်နှယောက်သိတယောက်စား2ယောက်စားပါဗျာတနက်နဲ့ပြစ်တတ်ရင်လည်းပဲဟုတ်တယ်မဟုတ်လားမှန်ပါဗျာတလောတော့နေဦးစီလိုက်မှာဆိုတက်နဲ့လိုက်ပြည့်နေဘယ်နှယောက်ပဲသိတယ်10ကနန်းရာကနန်းပါဗျာ10ကနန်းရာကနန်းအနုပြုပုံချလိုက်ရင်တောင်းဝန်းလောက်ထိသိလိုက်တယ်အစွမ်းထက်တဲ့လက်နဲ့တွေသုံးမယ်သုံးရုံနေမကဘူးဒီအစွမ်းထက်တဲ့လက်နဲ့တွေတိုးလောင်ထားတာက unknown cause ကြောင့်သွားမယ်ဆိုရင်ကဘာကြီးက exposition ဖြစ် blow ဆိုပြတ်သွားမှာပဲသိကြတယ်မှန်ပါဗျာမှန်ပါဗျာချက်ချင်းကြီးသိသွားမှာပဲအကုန်လုံးမှန်ပါဗျာအစွမ်းထက်တဲ့လက်နဲ့လူသားမျိုးနွယ်ဟာ9ရက်အတွင်းမျိုးတုံးသလောက်ဖြစ်သွားမှန်ပါဗျာအဲ့လိုမျိုးတုံးသွားပြီးတဲ့အခါမှာဒီလိုဖြစ်တာဟုတ်မှန်ပါဗျာအဲ့တော့နှစ်ပေါင်းများစွာကြာပါတယ်မှန်ပါကိုယ်ရင်းနဲ့ပြောလို့မရပါဘူးကိုရောမြတ်စွာဘုရားပွင့်သွားတာတောင်မှခုနှစ်ပေါင်း2500 2600လောက်ပဲရှိသေးတယ်မှန်ပါဗျာပွင့်သွားတာဟုတ်တယ်မဟုတ်လားမှန်ပါဗျာဘယ်တော့လောက်ပွင့်မယ်လဲဆိုရင်အခုကြပြီးရင်လူသားမျိုးနဲ့တိုးသလောက်ဒုက္ခရောက်ပြီးတဲ့အခါအသက်တွေပြန်ရှည်ဦးမှာရှည်ပြီးအသင်ခြေတန်းရောက်မှန်ပါဗျာအသင်ခြေတန်းရောက်ပြီးတဲ့အခါမှာပြန်ပြီးအသက်ဆုပ်လာတဲ့အခါမှာ8000တောင်းရောက်လာမယ်အဲ့ဒီကျမှပွင့်မှန်ပါဗျာလူတွေရဲ့သက်တမ်းဟာ8000တန်းထိအောင်သက်ရှင်လာအဲ့ဒီချိန်မှာပွင့်တင်ပါဗျာဖះဟာတက်ကတ်ကိုမပွင့်ဘူးတဲ့တက်တဲ့အချိန်ပိုင်းကိုမပွင့်ဘူးလူတွေရဲ့သက်တမ်းဆုပ်တဲ့အချိန်ပိုင်းမှာပွင့်တက်တဲ့အချိန်တွေကိုလူတွေကတရားသဘောပေါက်မှာမဟုတ်ဘူးမှန်ပါဗျာဆုပ်လာတဲ့အချိန်ပိုင်းမှာဒုက္ခဒုက္ခတွေကြုံတဲ့အခါမှာတရားဟောလို့ရမှာဖြစ်တယ်မှန်ပါဒါကြောင့်မို့8000နဲ့တသိန်းအထက်ကြာလို့ရှိရင်လည်းဖះပွင့်လို့မရဘူးမပွင့်ဘူးတရားအောက်ကြာရင်လည်းမပွင့်ဘူးမှန်ပါဗျာတရားအောက်ဘာလို့ပွင့်တာလဲဆိုလူတွေကခေါင်းမာသွားပြီပြောလို့နားမထောင်တော့ခဏခေတ်လူတွေတော့ဘလောက်ခေါင်းမာကုန်မှန်ပါစဉ်းစားကြည့်ပေါ့နော်မှန်ပါလောဘဒေါသမောဟတွေကကြီးလာတဲ့အခါကျလူတွေကခေါင်းမာသွားပြီပြောလို့နားမဝင်တော့မှန်ပါဗျာအဲ့ဒါကြောင့်မပွင့်ဘူးလို့အဲ့တော့နောက်ဖះပွင့်တာခုနတက်ကတာပြီးပြန်ဆုပ်လာတဲ့လူသက်တမ်းနှစ်8000မှပြောမယ်လို့ဗီဒီယိုနဲ့တွေ့ပြလို့လည်းမရဘူးဒါတော့နော်။ဘာလို့တက်တာအကြတာမြန်တာလည်းရှိမယ်နှေးတာလည်းရှိမယ်သူပြောလို့မရဘူးနော်။တင်ပါဗျာ။လက်ရှိဖះအလောင်းတော်ကတော့ဘယ်ဘုံမှရှိနေနိုင်တယ်လဲဆိုရင်ဖះအလောင်းတွေကတော့တုတိတာဘုံမှပဲရှိကြတယ်။နတ်ပြည်၆ထပ်တဲ့တုတိတာဆိုတာအမြဲတမ်းကျင့်တတ်နေတဲ့စိတ်ချမ်းသာကိုယ်ချမ်းသာရှိတဲ့ဘုံမျိုးပေါ့နော်။မှန်ပါဗျာ။ကျင့်တတ်နေတာအလွန်ကောင်းတယ်။အခုလူတွေကမကြည်မနှက်တွေအများကြီးဖြစ်နေတယ်ခွာမှန်ပါဗျာမှန်ပါအဲ့ဒါချမ်းသာတဲ့လူကလည်းမကြည်နှက်ဘူးမှန်ပါဗျာယာရုရှိတဲ့လူကလည်းမကြည်နှက်ဘူးယာရုမဲ့တဲ့လူကလည်းအားလုံးကမကြည်နှက်မှုတွေများနေကြတယ်မှန်ပါဗျာကြည်နှက်ပြီဆိုရင်လူတွေကဒုက္ခပေးမှာမဟုတ်တော့ဘူးလေမှန်ပါဗျာ